ထားပူရာရောက်ပြီဆိုရင်ကျွန်တော်တို့ platform တွေကိုဘယ်လိုမျိုးကြည့်ရမလဲဆိုတဲ့ဟာကိုကျွန်တော်ဒီကနေမျှဝေသွားမှာဖြစ်ပါတယ်အခုကျွန်တော်တွားနေတဲ့နေရာက Cyber Giant City Center MRT Station ဖြစ်ပါတယ်ကျွန်တော်ရထားပူရာရောက်တဲ့ချိန်မှာကျွန်တော်တို့ platform ကိုဘယ်လိုမျိုးရွေးချယ်ရမလဲပေါ့နော်ဒါလေးကိုနေငယ်မျှဝေသွားမှာဖြစ်ပါတယ်အခုကျွန်တော်တို့အပေါ်တက်နေပါပြီ MRT Station ရောက်နေပါပြီကျွန်တော်အပေါ်တက်ပြီးမှဒီ platform ကိုညွှန်ပြထားတဲ့ဟာ platform 1 platform 2ဆိုတဲ့ဟာကိုကျွန်တော်ရှင်းပြပေးတော့မှာဖြစ်ပါတယ်ဒါ station ရောက်ပြီဆိုရင်အဲ့ဒါကအတိကနော်အရေးကြီးတယ်ကျွန်တော်တိဖို့လိုအပ်ပါတယ်ကျွန်တော်ဒီမှာရောက်ပြီဆိုရင်လေဒါ station တိုင်းမှာသူ့ရဲ့ MRT map ပေါ့နော် MRT ယထာမြေပုံသူတို့ပြပေးထားပါတယ်အဲ့ဒီယထာမြေပုံကိုလည်းကြည့်ပြီးမှကိုတွားချင်တဲ့နေရာကိုဆင်းမဲ့ပူရာကိုဒါတစ်ချက်ကြည့်လို့ရပါတယ်ကျွန်တော်ကလေးရပြီးမှဝင်ပါမယ်ကျွန်တော်တို့ယထာစီးမဲ့နေရာကအပေါ်ထပ်မှာဖြစ်ပါတယ်ကျွန်တော်တို့ပထမအဆင့်တော့နော်ဒါဂိတ်ကိုတော့ဖြတ်ခဲ့ပါပြီကတ်ရပြီးမှဒီမှာဒီပေါ်ရောက်ပြီဆိုရင်ဒါကျွန်တော်တို့ platform ကိုမြင်တွေ့ရမှာပေါ့နော် platform လေးကိုမြင်တွေ့ရမယ်ပေညာယထာတွားလင်းရှိပါတယ်နော်အဲ့ဒါဟိုဘက်ဒီဘက်ကပါလဲဆိုတဲ့ဟာကိုဒီမှာ platform မှာပြပေးထားပါတယ် platform 2ရေ platform 1ရေပုံမှန်က platform 1ကကျွန်တော်ရဲ့ညာဘက်ဖြစ်ပါတယ် platform 2ကကျွန်တော်ရဲ့ဘေးဘက်ဖြစ်ပါတယ်ဒီ platform လေးမှာကျွန်တော်ကြည့်ရပါမယ်ကျွန်တော်တွားမယ့်နေရာဒီ platform 2ကနေကျွန်တော်တွားပါမယ်ဘာဆိုတော့ platform 2ကကျွန်တော်နေတဲ့နေရာဒီဒါအယောင်လေးနဲ့ကျွန်တော်မှတ်ပေးထားပါတယ် Cyber Jaya City Center ကနေကျွန်တော် Chenraza Exchange ဘူတာထိကျွန်တော်တွားပါမယ်ဆိုတော့ဒီမှာကျွန်တော် platform 2ကိုရွေးချယ်ပါမယ်ဆိုတော့ဒီဘက် platform 1က Putrajaya Central City Center ဘက်ကိုတွားတဲ့ဟာပေါ့နော်ဒါ Putrajaya Center ဘက်ကိုတွားတဲ့ဟာဆိုတော့ကျွန်တော်ကဒါဒီဘက် platform 1ကိုမရွေးပါဘူး platform 2ကနေပဲကျွန်တော်တွားရမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီ platform 2မှာပဲကျွန်တော်တွားမဲ့ Chenraza Exchange ဆိုတဲ့ဒါဘူတာကိုကျွန်တော်ဆင်းရမှာဖြစ်တဲ့အတွက်ကြောင့်ဒီ platform 2နဲ့ပဲကျွန်တော်တွားမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာဆိုရင်ဒါအချိန်လေးပေးပေးထားတာပေါ့နော်ကျွန်တော် platform 2မှာစရောက်မဲ့ဒါယထာပင်မိနစ်လေးဆိုတဲ့ဟာကိုညပေးထားပါတယ်ဒါ Putrajaya City Center ဘက်တွားမဲ့ platform 1ဘက်ကယထာတော့ဆက်ရောက်လာပါပြီကျွန်တော် platform 2ကယထာတော့စိုက်မရောက်လာသေးပါဘူးဒါ platform 2ဘက်ကလည်းဆက်ရောက်လာတော့မှဖြစ်ပါတယ်အချိန်က0ပဲကျန်ပါတော့တယ်ကျွန်တော်လာပါပြီကျွန်တော်ယထာကောင်းကိုတွေ့နေရပါပြီယထာဆက်ရောက်လာပါပြီ platform 2ဘက်ကယထာကျွန်တော်ယထာတဲ့ကိုဝင်ပါမယ်ယထာတဲ့ဝင်ပြီဆိုရင်ကျွန်တော်တို့ဒါကြိုက်တဲ့နေရာမှာထိုင်လို့ရပါတယ်ခုံအလွတ်ရှိရဆိုရင်ခုံမလွတ်ဘူးဒါယထာပြည့်နေရဆိုရင်ကျွန်တော်တို့ YBS ကားစီးတယ်လို့ပဲဒါမှတ်တရပြီးမှစီးရမှာပေါ့နော်ကျွန်တော်စပြီးမှထွက်ပါပြီချွေးရှက်အနေနဲ့ကျွန်တော်ယထာစီးမယ်ဆိုရင်ယောက်ျားလေးတွေဆိုရင်အထူးတတိထားရပါမယ်ဒါယထာအတွေးမှာဒါမင်းကလေးအတွေးဆိုမှမင်းကလေးတန်းဆိုမှတိတန်းတတ်မှတ်ထားတာရှိပါတယ်ကျွန်တော်အဲ့ဒီယောက်ျားလေးတွေဆိုရင်မင်းကလေးအတန်းဆိုမှတိတန်းတတ်မှတ်ထားတဲ့နေရာမှာသွားထိုင်လို့မရပါဘူးဒါမင်းကလေးတိတန်းကိုပဲသူတို့ကပေးထိုင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီမင်းကလေး
တည်တံ့ထိုင်တဲ့နေရာဒီနေတဲ့ပန်းရောင်နဲ့ဖြစ်ပါတယ်အမှပန်းရောင်အယောင်တွေနဲ့ခုံတွေကိုဒါဒီနေရာတွေကိုအယောင်လေးတွေနဲ့သူတို့လုပ်ပေးထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့ဒီဖို့လိုအပ်ပါတယ် Jaya Uttara, via access. You are now at Cyber Jaya Uttara. ကျွန်တော်တို့ဒါယထာရှိပြီဆိုရင်ယထာမှာတို့အိုပေးပါတယ်မှတ်တိုင်ပင်မှတ်တိုင်ရောက်ပြီဖြစ်ကြောင်းပြီးရင်အခုလက်ချင်းမှတ်တိုင်ကဒါပင်မှတ်တိုင်လေးဆိုတဲ့ဟာကိုတို့အိုပေးတာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တို့နားထောင်ရပါမယ်ဘာလို့ဆိုတော့ကိုစင်းမဲ့မှတ်တိုင်လေးတွေကြိုသွားရင်မကောင်းပါဘူးနောက်တစ်ခါပြန်လာနေရအောင်ပါနော်ဒါယထာသေးမှာလေဒီလိုမျိုးယထာမြေပုံရှိပါတယ်ကိုကတကယ်လို့မေ့သွားရဆိုရင်ဒီလိုမျိုးယထာတရားမြေပုံလည်းတွားကြည့်လို့ရပါတယ်ဒါဒီပါတန်းလေးမှာပြထားတဲ့ဒါမှတ်တိုင်တွေကိုလည်းကြည့်လို့ရပါတယ်ကိုစရောက်မဲ့ဒါအရှိကမှတ်တိုင်ဆိုရင်အစိမ်းရအဆက်လေးနဲ့သူတို့ပြပေးထားပါတယ်ဒါဒီထဲမှာဒါစိမ်းရအဆက်လေးနဲ့သူတို့ပြပေးထားပါတယ်ဒါ next station ပေါ့နော်ဒါ Simmin station ပေါ့နော်ဒီကျွန်တော်ရောက်ပါပြီ Penrasa Exchange ယထာပူရာဂိတ်ကိုကျွန်တော်ရောက်ပါပြီဆိုတော့အားလုံးပဲနားလေကြားလိမ့်မယ်လို့မျှော်လင့်ပါတယ်အဓိကတိုးချက်ဖြစ်တယ်ကျွန်တော် platform ဘယ်လိုရွေးရမလဲ platform 1 platform 2ကဘယ်လိုကြည့်ရမလဲဆိုတဲ့ဟာကိုကျွန်တော်မျှဝေထားတာဖြစ်ပါတယ် see you next video